IKEAညမှာအိမ်ပြောင်းလာဆိုတော့ကိုယ်လိုပြောင်းဟာလေးလာဝယ်တာပါ IKEA မှာ IKEA 1943ဆွေဒင်မှာစတင်ခဲ့ပြီးတော့2008မှာကမ္ဘာပေါ်မှာအကြီးဆုံးပရီဘောကရောင်းတဲ့ brand တစ်ခုဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့2024မှာနိုင်ငံပေါင်း62နိုင်ငံမှာဆိုင်ပေါင်း489ဆိုင်ဖွင့်လှစ်ထားပြီးတော့ဒီလိုဆိုကိုရီးယားမှာ4ဆိုင်ဖွင့်လှစ်ထားတယ်ပေါ့နော် ထည့်ဖို့ကျွန်တော်ဝယ်လာပဲပါလို့လူရာကြီးတော့အများကြီးဝယ်ပြီးပါပြီဒါကတော့စားမုန်းနဲ့ထည့်မှာပေါ့နော်ဒီမှာနားကြီးဒါကတော့ဘာလဲမသိကျွန်တော်မိမဝယ်တော့ဒါကတော့ကျွန်တော်တို့လေးခုစားတောက်တွေမကုန်ရင်လေဒီလိုပိတ်တဲ့ဟာကော်အချောင်းလေး IKEA မှာ quality လည်းကောင်းတယ်ပေါ့နော်ဈေးနှုန်းလေးတွေကလည်းအရန်ဈေးကြီးတဲ့ဟာတွေဈေးမကြီးဘူးဆိုတော့ဝယ်ရတာတန်တယ်ဒါကတော့ခွက်တီထားတဲ့နေရာပေါ့နော်ဒါကတော့ကျွန်တော်ဒီဟာလေးဝယ်လိုက်ပါတယ်ဒါဒီလိုမျိုးဟိုဘယ်လိုပြောမလဲဒီလိုမျိုးထားလိုက်တာ ਨੇ တောက်တဲ့ခွက်လေးဒီလိုထားလို့ရလို့ကြိုက်လို့ဝယ်လိုက်တာပါဒါမှမဟုတ်ခွက်ကဗျာဟိုဒီလိုခွက်တွေကအမြဲအကွဲလွယ်လို့လေအဲကြောင့်ဒီလိုလေးတန်းစီရရင်ကိုမကွဲတော့အိမ်မှာဇွန်းနေဓာတ်တွေထားတာပါနော်ကျွန်တော်တို့အဲကြောင့်ဇွန်းများလို့ဆိုတော့အဲ့ဒါလေးတော့ဟိုကျွန်တော်တို့ drawer ကနေပြီးတော့ထုတ်လိုက်တာ ਨੇ ကျွန်တော်ထုတ်လိုက်တာဒါလေးထွက်လာတာတခါလေးလွယ်တာပေါ့ဗျာတခါလေးတန်းပြီးတော့ဇွန်းနေဖြင်းနေတုံးယူလို့ရတယ် IKEA ရဲ့ design ဘယ်လိုလဲဆိုတော့ winner နဲ့တန်းပြီးတော့ကျွန်တော် hall လိုပုံစံမျိုးပေါ့နော်လမ်းလေးနဲ့ဥမာဆိုမြားလေးပြတာဟောမြားလေးပြအဲ့နဲ့ကျွန်တော်တို့ကဒီလိုမျိုးဟို showroom လိုပုံစံမျိုးဗျာ showroom လိုပုံစံဒီကနေပြီးတော့အဲ့လိုမျိုးဝင်သူတို့မြားပြတဲ့အတိုင်းလမ်းလျှောက်ရင်နောက်ဆုံးဟိုပတ်စံရှင်းတဲ့နေရာရောက်တာပေါ့နော်လူတွေကိုဗျာဟိုမဝယ်မကျင်အောင်သိရမလားနောက်ဆုံးဂိတ်ဆုံးမှာပတ်စံရှင်းဆိုရဲလမ်းမှာမြင်တဲ့ဟာတွေအကုန်လုံးကြိုက်ရင်ဝယ်လို့ရအောင်ဆိုတဲ့ပုံစံမျိုး business idea ပေါ့နော်သူတို့ရဲ့ IKEA for business လို့ရေးတယ်အဲ့ဒါဆိုရင်မှတော့ business သက်ဆိုင်တဲ့ဟာတွေပေါ့နော် office style တို့ဒီလိုစပွဲကုန်တို့ဒီစပွဲဆိုကျွန်တော်အရင်ကြိုက်တယ်သူကအမြင့်အနှိမ့်ကိုညှိလို့ရတယ်ဗျ adjust ဘေးနာခလုတ်လေးနဲ့ဒါဆိုရင် work space ပေါ့ကျွန်တော်တို့ office တွေအလုပ်လုပ်တဲ့လူတွေအတွက်ဟို furniture တွေပေါ့အော်ခက်ခေါအနာစာမြန်တယ်ဒါတော့ကလေးစာလုပ်တဲ့စပွဲပေါ့နော်ကလေးဒါဆိုကလေးစာလုပ်တဲ့စပွဲဒါဘာကြောင့်ဝယ်လိုက်လဲဆိုကျွန်တော်တို့လေဟိုဥမာဆိုကျွန်တော်ချက်သားကြော်တာတော့9ကြော် fry pan ပေါ်မှာကြော်ရင်စီလေပြန်စင်တယ်ဒါလေးအုပ်လိုက်ရင်စီမစင်တော့ဘူးဒါလေးအုပ်ပြီးကြော်ရင်အဆင်ပြေတယ်ဒီ aircon တစ်ခုဝယ်လိုက်ပါကျွန်တော်အိမ်မှာဓာတ်ပုံတွေရှိရပါတော့ဓာတ်ပုံတေးသေးလေးချိတ်ဖို့အတွက် oven တစ်ခုဝယ်လိုက်ပါတယ်ဒါတော့ခုနကျွန်တော် office space ကနေပြီးတော့ကျွန်တော်အိပ်ရာခင်းနေပေါ့နော်မှုရာနဲ့ဒီကျွန်တော်ဘယ်လိုပြောရမလဲအိတ်ခမ်းတော့ပေါ့ဗျာအဲ့လိုဟာတွေပစ္စည်းခန်းရသွားပြီပေါ့တော့ဆီယမကြီးကတော့မှုနေပါတယ်ဒါတော့ကလေးရရင်ဝယ်ပေးပါမယ်အေကီကိုချန်ချန်ကျွန်တော်အိမ်ရပါတော့ကျွန်တော်ဘီယိုအဝတ်စားဘီယိုမပေါအောင်အဲ့တော့အဝတ်စားဘီယိုတော့လာကြည့်ရဒါပေမဲ့ဒီအဝတ်စားဘီယိုရအရန်ကြည့်အိမ်ကစားကလေးအိမ်လောက်လေးဆိုမဆန့်ခဝါနာစားဝါးနဲ့လောက်ထားတာပါနော်အဝတ်ချိတ်တဲ့ချိတ်ဟိုပေါ့လဲပေါ့အဲ့တော့ခါမှဝါးနဲ့လောက်တာမဝယ်ဘူးလို့ဒါထူးဆန်းဝယ်လိုက်ပါတယ်ဒါကျွန်တော်ထားရင်လေဟိုဖင်ညာလို့မနာအောင်ထားတဲ့ဟာပေါ့자기랑 어울려.ဒါတော့ကလေးတွေပေါ့နော်ဟိုပါပေါ့ဘယ်လိုပြောမလဲ10နှစ်အရွယ်လောက်လေးဒါမြေပုံပေါ့နော်ကျွန်တော်အဆင့် level တစ်ခုစီလောက်ဖြတ်ကျော်လာပြီးသွားပြီအနီအောင်အခုကျွန်တော်ရှိတဲ့နေရာပေါ့အဲ့တော့ကလေးတေးလေးရေချိုးပေးတဲ့ tank မှာသူတို့ရဲ့ business idea ပေါ့နော်လုံးဝဟိုရှောင်းနေလူတွေကညောင်းလာပြီလုံးဝဒီနေရာဆိုကျွန်တော်တို့လည်းဘူးဆိုညောင်းလာပြီဗျာပိုင်ဟိုရှောင်းရင်းနဲ့ပြီးသွားရင်သူတို့ coffee ပေါ့နော် coffee နဲ့ ice cream နဲ့ရောင်းနေဟိုမှာဟို cafeteria လည်းရှိရပါတော့ဒီမှာဘယ်လိုပဲဖြစ်ဗျာပင်မရင်ညောင်းရင်ဘယ်သူပဲဖြစ် coffee တော့ဝင်တောက်ကြပါပဲအဲ့လိုပုံစံနဲ့ထားတာ business idea ကတော့လုံးဝမိုက်တယ်ဒါကျွန်တော်တို့လေအိမ်မှာစားခြင်းနေဥမာဆိုဗျာဇလုံးထဲမှာကျန်တဲ့ထမင်းတွေကို cover လုပ်ချင်တယ်ဆိုရင် silicone cover လေးပေါ့အဲ့ဒီတခုတော့ဝယ်လိုက်ပါမယ်ဒါကတော့ခွက်တွေပလုံးတွေအဲ့လိုကော်ဘူးတွေထားရနေရပါတော့
ဒါပြီးရင်တော့နောက်ဘယ်နှစ်ဆင့်လောက်ပြန်သွားအောင်လည်းမသိသေးဘူးအဲ့ဒါပြီးရင်တော့ပြီးပြီလောက်ပြီထင်ပါတယ်လိုချင်တာကတော့ဒါပေါ့ဒါပေမဲ့ကျွန်တော်လိုချင်တာကဟိုပါလေဒီမှာဆိုကြောက်နဲ့လုပ်တဲ့ဟာပေါ့နော်ဒါကတော့ကြောက်နဲ့လုပ်တဲ့ပုံစံကို copy ယူပြီးတော့ဒါအလူမီနီယံနဲ့လုပ်ထားတာပေါ့နော်ဒါလည်း quality ကောင်းတယ်ဘူးကက်လက်လုံးဝမကက်ဘူးနော်အကြာကြီးသုံးလို့ရဒါပေမဲ့လိုချင်တာကကြောက်ခါလိုချင်တာဆိုတော့မဝယ်တော့ပါဘူးကျွန်တော်လိုချင်တာတွေ့သွားပြီပေါ့နော်လိုချင်တာဒီမှာလေကျွန်တော်ဟိုဘယ်လိုပြောရမလဲဥပမာဆိုအုံနှုတ်ခေါ်ဆွဲချက်တယ်ဆိုပြအုံနှုတ်ပဲမုတ်တွေပါရလို့ကျွန်တော်တို့လေဒီကနေထည့်ပြီးတော့လေအဲ့လိုအမှုတ်ကိုပြအောက်ကနေဟိုကိတ်တွေပါလော့ရင်လေဟို flower powder အဲ့လိုမျိုးလုပ်လို့ရတယ်ဝယ်ချင်တာမဝယ်တော့ပါဘူးတော့ကြတယ်အားလုံးဝင်းနဲ့နောက်ဖွေးချောင်လည်းပြည့်သွားမှာ fry ပေါင်မှာတော့အမျိုးမျိုး quality မျိုးမျိုးနဲ့ brand မျိုးမျိုးရောင်းတာပေါ့ဒီအဆိုရင်ကျွန်တော်လေးကိုကိုရီးယားလို့ဆိုရင်ခဲနမာရီလို့ပြောတာကြက်ဥကိုလေအနှစ်ကိုလိမ့်ပြီးကြော်ဟိုမှာပုံရှိရအဲ့လိုမျိုးဟာပေါ့နော်ကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးနဲ့ဒီနေရာမှာပဲမိနစ်20လောက်ရှိပြီပေါ့နော်အဲ့ဒါကြည့်လို့မပြီးသေးဘူးဒါလုံးဝအမေ shopping ထွက်ရင်တော်တော်ကြိုက်မဲ့နေရာပေါ့နော်မလေးအိုးပေါင်းစုံတန်းစီတာဘုံနေလိုပဲ speaker တွေလိုပဲကျွန်တော်အမေကတော့ခေါ်လာခြင်းတယ်ဒီမှာဆိုရင်ကျွန်တော်တို့လေဟိုစားတို့တကြားတို့ထည့်ရင်လေအဲ့ဟာကိုပိုက်ကလေးလိုပုံစံမျိုးလောင်ဟင်းချင်းလောင်းထည့်လိုက်တာနဲ့အဲ့လိုလေးပေါ်လာပြီးရင်ပြန်အုပ်လိုက်ဒီလိုမျိုးအိုက်ကမှဒီလိုမျိုးထူးထူးဆန်းဆန်းလေးရှိရပါတော့ကိုရီးယားမှာပကံဆေးရင်လက်ကမပါမဖြစ်ပါတော့ကျွန်တော်ကတော့လက်မပါပဲဆေးအဲ့ကျွန်တော်မိမကတော့လက်မပါမနေရဆိုတော့လက်ဝယ်လိုက်ပါတယ်အဲဆိုရင်ချစ်စရာတွေတော့လုံးဝဟိုမြေအိုးလိုပုံစံလုပ်ထားတာလေကျွန်တော်လည်းဝယ်ချင်တော့ကျွန်တော်ကဟိုဟာစီချက်ခောက်ဆွဲလို့ပါတော့အဲ့လိုမျိုးလေအရန်သစ်စားချင်တော့လို့စီချက်ဟိုကြက်သွန်မျိုးစီချက်တို့ကြက်သွန်နီစီချက်တို့ထည့်တာဝယ်ချင်တာဒါပေမဲ့အဲ့ဒါမချိုက်ကျွန်တော်ဝယ်ချင်တာကဒီမှာပေါ့နော်ဒီလိုမျိုးဒီ site အဲ့ဆိုရင်ကြက်သွန်နီကြက်သွန်မျိုးစီချက်ထည့်ထားပြီးတော့အချိန်မီခောက်ဆွဲတုပ်တို့ကြာတုပ်တို့စားလို့ရတယ်အိမ်မှာပကံခွက်ကကျွန်တော်ပကံ2ခွက်ပကံ2ချက်ပေါ့ပြီးတော့ဒီလိုဖန်လုံးနှလုံးဒါပဲရှိတာပေါ့နော်အဲ့တော့ဟိုကအိမ်ပြောင်းပြီဆိုတော့ဒီလိုလေးနောက်ထပ်နှလုံးထပ်ဝယ်လိုက်မယ်ပေါ့နော်အဲ့ဆိုရင်မဆိုဒီ site လေးဆိုအုံတို့ခောက်ဆွဲတို့ကြာစံချက်တို့မွေးဟင်းကားတို့စားရင်လည်းကွက်တီပဲခုနကကျွန်တော်စီချက်တို့ပါလဲချက်သွန်ပြချက်သွန်နေစီချက်တို့လောက်တယ်ထဲမှာအဲ့ဘူးထဲမှာထည့်ဖို့ teaspoon ပေါ့ teaspoon နေညာရှိဒီ site လောက်ဆိုတော်ပဲထင်ဒါပဲဝယ်လိုက်တော့ဒါဆိုကျွန်တော်မြန်မာပြည်ရအောင်လုပ်လို့ရတယ်ပေါ့နော်ဒါဆိုအကုန်လုံးတို့က handmade တွေ handmade လို့အခုရေးတာ handmade ဒါအကုန်လုံးလဲ handmade တွေပြောဒါဆိုဂူနီသားနဲ့လုပ်တာလေဒီလိုမျိုးအိတ်တွေလုပ်တာဗျာအခုကတော့နောက်တစ်ခါမှာအခုကဟိုကကျွန်တော်တို့ရေချိုးကန်အိမ်သာတုံးနေပစ္စည်းရပါတော့ဟိုမှာကလေးလေးဆော့ဒါဆိုကြိမ်နေနဲ့လုပ်တာပါ이케아스페이지에서도 다양한 상품들을 만나보실 수 있습니다. 즐거운 시간 되셨기를 바랍니다. 이봐 고소라마. 나로 빵우다마.နောက်ဆုံးတော့ကျွန်တော်တို့ check out point ကိုရောက်ပါပြီ